तू ကကိုစုံမဖောက်ပြန်နေရဲဆိုပြီးတော့အသေးအချာကိုပြောနေတာ ဟုတ်လို့လားညီမလေးရဲ့ဘသူဘဝဆိုတာကိုတိကျကျပြောနေလို့လား အဲ့လိုတော့မပြောသေးဘူးဟိုဒါပေမဲ့သူ့မှာအထောက်ထားရဲ့အများကြီးရှိနေတယ်လို့ပဲပြောနေရမမ ဖြစ်နိုင်မှာမလားညီမလေးရဲ့နာမည်ဖြတ်ချင်လို့ဒါမှမဟုတ်ငွေညစ်ချင်တာလားမှမသိတာ အဲ့လိုတော့ဖြစ်မယ်မထင်ဘူးမမ ဒုက္ခပါပဲအဲ့ဒါဆိုညီမလေးကဘယ်လိုလုပ်မှာလဲပုံထဲကမိန်းကလေးတွေရောဘယ်သူတွေလဲ အဲ့ဒါတော့ညီမလေးလည်းမသိဘူးဟိုပိုးတဲ့လူကလေဟိုသူနဲ့တွေ့တဲ့မိန်းမတွေပုံတွေအကုန်လုံးကိုဖြတ်ထားတယ်မမြင်ရဘူး အဲ့လိုကြီးလားဘာလို့သတင်းပေးရဲ့လူကမျက်နှာကိုဖြတ်ထားရတာလဲ ညီမလေးကိုသိချင်လို့ရှရင်ဆက်ပြီးတော့စုံစမ်းတဲ့ ဘလို့ကြီးလဲပုံစံကတော့တိတ်မဟုတ်သေးပါဘူးညီမလေးကရောအဲ့ကိစ္စကိုဘလို့သဘောရလဲ ညီမလေးလည်းတနှုံနှုံနဲ့တော့ခံစားနေရတယ်မမရဲ့ဟိုညီမလေးလေမမတို့စီကိုပြန်လာမယ်ကိုစုံမှုတကယ်ဖောက်ပြန်နေရဟုတ်လားမဟုတ်ဘူးလားဆိုတာကိုလေညီမလေးကိုယ်တိုင်စုံစမ်းခြင်းတယ်ဟိုညီမလေးပြန်လာခဲ့မယ်နော်မမဘယ်လိုသဘောရလဲ ညီမလေးကပြန်လာစုံစမ်းပြီးမှသူ့ဘက်ကမဟုတ်ဘူးဆိုလို့ရှိရင်ဘလို့လုပ်ကြမလဲ ညီမလေးကတော့လေသူဖောက်ပြန်နေရဆိုတာတရားရခိုင်တော့မဟုတ်ဘူးဆိုရင်တော့မှတန်တရားဖြစ်မိတာကတော့အမှန်ပဲ